New Year 2026 နေ့ပါကြက်ရီအောင်သားနဲ့ကြောက်ပြုတ်သီးနဲ့ပြိုးတာပါလေဒီသီးဘယ်လိုခေါ်လဲဟိုလိုအောက်မှာပန်းသီးပါတယ်မြင့်ဒီအသီးပါဟုတ်ဆွဲချောက်ခိုင်မှန်น้ำตาမရှိပါဘူးဟုတ်ဆွဲချောက်ဒါလည်းခောက်ဆွဲချောက်အညူရောင်ခောက်ဆွဲချောက်ပေါ့ဗျာအဲ့ဒါလေးဝယ်လာစမ်းကြည့်တာဒါမုတ်အိုးမုတ်ဟိုခိုင်မှန်နဲ့น้ำตาနဲ့ချောက်ဒီမုတ်တွေလည်းဝယ်လာကြည့်တယ်ခိုင်မှန်စီရတော့တရားနဲ့ဒီမှာပုံမယ်စီရ0น้ำตา4အဲ့ဒါအထက်မှာ5ထုတ်ပါတယ်အခြေဘူးဘယ်လာကြည့်တယ်အမှားရမတော့ဘူးဒီမှာတရား0နော်အစီတဲ့0ပဲဖလန်ငန်0ဆိုဒီယမ်အစား40အဲ့ဒါတော့ကြည့်မယ်တခါမှမတွေ့ဘူး000တွေopen ညစာပါခင်ဗျာညစာနဲ့မနေ့စာတူတူပါပဲခင်ဗျာဒီလေစားတာမစားကြဘူးဟိုကဒီကတတူမရလေးစားညစာစား